တွေ့မြင်နေရတဲ့ဘုန်းကြီးကျောင်းကတော့ဒါပါရဏသီမှာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဓမ္မစစ်ကြောင်းဟောတဲ့နေရာမှာရှိတဲ့အိန္ဒိယနိုင်ငံအိန္ဒိယလူမျိုးတွေရဲ့ဟိန္ဒူဘာသာဝင်တွေအထွတ်အမြတ်ထားတဲ့ဒါဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်အခုလေလာဖုံမျိုးလေလာပြီးတော့အနုဆိုင်လေရတွေကိုလေလာကြည်ကြနောက်နှစ်ပေါင်းများစွာကာလကြာတဲ့အခါမှာဒီဘုရားကျောင်းဟိန္ဒူဘုရားကျောင်းဟာအနုဆိုင်လေရတွေကိုပြည်နေပြီး UNESCO နဲ့ဒီမှာဝင်ဖို့အတွက်ကိုနောက်နှစ်ပေါင်းများစွာကြာတိုင်အမှတ်အလို့ဒါဒီနေရာဟာ